တီထွန်ကြံစနီးရန်ရတဲ့တီထွန်တတ်တဲ့လူအဖို့ကတော့ဘာမှမခက်ဘူးကြမတီထွန်တတ်တဲ့လူကြတော့ဝယ်ရတာပေါ့ဗျာရီထွက်တာချင်းတူတူတချို့က3သိန်းတန်းတချို့က5သိန်းတန်းတချို့က10သိန်းတန်းတချို့က30တန်း30တန်း30တန်းလေဒီဘန်းနေရီထွက်တာပဲအခုလိုကိုကျူးပိုက်လေးနဲ့လောက်တာအဆန်လေး5လောင်းပဲမဟုတ်ဒီ5လောင်းကနေလောက်တဲ့ထွက်တဲ့ဟာလေဒီရီပဲ350ပြီးပြီးတော့ထွက်တဲ့ရာလေဒီပဲဒီကိုအောက်ကနေခန်းချိုးကြရတာကျဲတူတူအားလုံးပတ်စံကုန်ခန်းနေလဲမလားဟိုကိုဒီလိုတီထွန်ပြီးတော့လောက်တော့မှာပေါ့ဒါကကိုယူလိုက်နဲ့ဟိုကိုတီထွန်လောက်ထားတဲ့ဒီပဲဖြစ်ပါတယ်မိတ်ဆွေတို့လည်းဟိုကိုလှုပ်ချင်လှုပ်လို့ရအောင်လို့မိတ်ဆွေတယောက်တင်ထားတာကိုပြန်လဲမျှဝေပေးခြင်းဖြစ်ပါတယ်ဘုသူကလည်းရတာပေါ့ဗျာ